ရက်ဖို့လို့ဘယ်ပေါင်းပဲဝိုးဖို့ကိုနဲ့မလိုက်ဖက်ဘူးလို့အမြဲခံစားနေရပြီးတော့ဘောင်းမီရွေးချယ်ရခက်နေလားရက်ဖို့တဲ့မိန်းကလေးအတွက်ဘောင်းမီရွေးချယ်တဲ့အခါမှာအရေးကြီးဆုံးက cat နဲ့ lunch ပါပထမဆုံးရွေးချယ်ရမှာတော့ high waist band လေးပါ high waist band တွေကခါလိုက်ကိုပို့ပြီးမြင့်သွားစေပုံပေါက်တဲ့အတွက်ကြောင့်မလို့ခြေတံကိုလည်းပို့ပြီးခြေတံအောင်ဖြစ်စေပါတယ်ဒါပေမဲ့ high waist နဲ့ဆန့်ကျင်မဲ့ low waist pants တွေကတော့ခြေတံကိုစိုးစိုးရွား double ပို့တူသွားစေပြီးတော့အရက်ကိုလည်းပို့ပူသွားစေရလို့ခံစားရစေပါတယ်ဒုတိယချက်အရင်ကျလုံးနဲ့ wine bust တွေကိုရှောင်ပြီးတော့ string pants နဲ့ sling pants တွေကိုရွေးချယ်ပြီးဝတ်ဆင်ကြည့်ပါနော်နောက်တစ်ချက်ခြေထောက်မှာပုံကြနေတဲ့ pants တွေကိုမဝတ်မိပါစေနဲ့ဒါခုရဲ့ခြေမစင်းနှုတ်ကတိဖြစ်နေမှာအရန်ပူတဲ့ပုံမပေါက်ပဲနဲ့အရက်ကိုပုံမှန်အနေထားလောက်မှာဖြစ်တယ်လို့မြင်စေမှာပါအရက်ပူတာပြဿနာမဟုတ်ဘူး pants မရွေးတတ်တာပြဿနာပါနော်နေ့ရက်တိုင်းတူတူလာဖို့ follow ဖို့မမိခင်နေအောင်နော် bye bye